ဒီနေ့လေးမှာတော့ Equine နဲ့တူတူ low budget photo shoot လေးကိုလိုက်ကြည့်လိုက်ကြနော်ဒီရဲ့အသက်ထွက်တဲ့တိုက်ပုံအယောင်3ရောင်ကိုဓာတ်ပုံရိုက်မှာပါဒီသားလေးကလေအရန်ပြော့ပြီးအေးနေရပဲပြီးရင်နာမည်တူတူပေးကြမယ်နော်ဒါကဒီနေ့ရိုက်မဲ့ setup ပုံလေးပါဘလောက် low budget လဲဆိုရင်သပင်လဲကော့ကိုပြင်ပေးမယ်အဲ့လိုကြီးများအောင်ဝေးရမယ်อ่ะငါ့ကိုပြန်ပေးပါမောင်လေးတွေကကွာလုံးဝကောင်းတဲ့ပြင်ပြီးနေအောင်ပေးမပြင်ကြသူတို့နဲ့ကအဲ့လိုချနေရင်းနဲ့ပဲတက်ပုံရိုက်ရတာပေါ့နော်ပြီးအနေနဲ့ပုံမှန် collection အကြီးကြီးဆိုရင်တော့တေချာ production နဲ့ရိုက်တယ်ဒီလိုတခြားကြားထဲမှာ product အသစ်လေးထွက်ရင်တော့မောင်လေး2ယောက်နဲ့ low budget photo shoot လေးပဲရိုက်လိုက်တာပေါ့ဒါကကိုပြင်ပေးတဲ့သပင်လေးကိုအရန်သဘောကျသွားတဲ့ပုံလေးပါဒီ photo shoot စပါပြီဒီ collection လေးကို Equine Shake It ဆန်ဆန်နာမည်ပြီးချင်တော့ဒီအမဲရောင်လေးရုံးတော်မဲလို့ပြီးထားတယ်ရုံးတော်ကကြတော့တော်ဝင်ဆန်မှုကိုဖော်ပြပြီးတော့ဒီရဲ့အမဲရောင်လေးကအလုံးလုံးနေတဲ့ယောက်ျားပိသားတဲ့တာဝန်ယူစိတ်ပြေးသွားတဲ့ယောက်ျားတွေအတွက်ဖော်ညွှန်းတဲ့အယောင်လေးအနေနဲ့ရုံးတော်မဲဆိုပြီးတော့မှပြီးဖို့စဉ်းစားထားတာပေါ့နော်နောက်ထပ်အသားရောင်လေးကိုတော့တာတော်ညိုလို့ပြီးထားတယ်တာတော်ကတော့ရှေ့ခေတ်တုန်းကဉာဏ်ပညာကြီးမှုလေးစားကြည့်ညိုရပြီးတည်ငြိမ်တဲ့ယောက်ျားတွေရဲ့ figure ကိုဖော်ညွှန်းတဲ့အယောင်လေးပေါ့နော်နောက်ဆုံးတစ်ယောင်အဖြူလေးကိုတော့ပွဲလန်းဖြူလို့ပြီးထားတယ်အမတ်တရားနေ့တွေပွဲလန်းသမင်းတွေအတွက်အဓိကထုတ်ထားတဲ့အဖြူရောင်လေးပေါ့နော်ဒါကတော့အသားရဲ့နိကပ်ပုံလေးပါပျော့ပျော့အေးလေး final photo လေးတွေကတော့ဒလီမှာပဲတင်သွားမှာပါဒီအယောင်လေး3ယောင်ကတော့အသစ်ထွက်မဲ့ collection နဲ့ကအယောင်လေး3ယောင်ပဲဖြစ်ပါတယ် equity နာမည်လေး3ခုပေးထားတာရောလိုက်ဖက်ရဲ့လားကိုသာဆိုရင်ဘယ်အယောင်ရဲ့ဖော်ညွှန်းပုံလေးနဲ့လိုက်ဖက်ဆုံးဖြစ်မလဲဆိုတာကို comment ပေးနေနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ် bye bye